ဒီကိုတော့အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမကိတ်ကနေကြိုးဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်အောက်တိုဘာလ1ရက်နေ့အတွက်ထူးခြားတဲ့အားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာချယ်ဆီနီးပြမာရက်စတာကအနီကက်တွေအပြခံနေရတာကကျိန်စာဇိုးတွေလို့ပြောလိုက်တဲ့သတင်းကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်ဘန်ဖီကာကိုအနိုင်ရခဲ့တဲ့ပွဲမှာဆိုရင်တိုက်စစ်မှုယာအိုပက်ဒရိုနှစ်ဝါတနီနဲ့ထုတ်ပယ်ခံရတာကြောင့်မာရက်စတာကကျိန်စာဇိုးတွေလို့ဖြစ်လာတယ်လို့ပြောလိုက်တာပါချယ်ဆီဟာနောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာ Brighton, Benfica တို့နဲ့ပွဲတွေမှာအနီးကပ်ပြခံရတာတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ Maresca က Brighton နဲ့ Benfica တို့ပွဲတွေမှာပြခံရတဲ့အနီးကပ်တွေကအသင်းအတွက်အန်ဒီရရှိတဲ့အနေအထားမျိုးမှာပြသခံရတဲ့အနီးကပ်တွေဖြစ်လို့သိပြီးတော့ပြဿနာမရှိဘူးဆိုပေမဲ့ João Pedro ပြခံရတဲ့အနီးကပ်ကတော့မလိုအပ်တဲ့အနေအထားမှာပြခံရတာဖြစ်လို့နစ်နာခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ João Pedro ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်ရတော့မှာဖြစ်လို့Chelsea ဟာ agent နဲ့ကစားရမယ့် Champions League ပွဲစဉ်မှာအဓိကတိုက်စစ်မှုတွေမပါဘဲကစားရတော့မှာဖြစ်ပါတယ်။လီယန်ဒီလက်တရားရနေပြီးဂျာအိုပက်ဒရိုကလည်းပွဲပယ်ခံရမှာဖြစ်လို့ agent နဲ့ပွဲမှာ Chelsea ဟာအဓိကတိုက်စစ်မှုတွေမပါဘဲကစားရမယ့်အနေအထားကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ Chelsea အနေနဲ့ပွဲချက်တွေဇက်တိုက်ရင်ဆိုင်ရတော့မယ့်အချိန်မှာ Maresca ပြောသလိုကျိန်စာတင့်တယ်လို့ဖြစ်နေတဲ့အနီးကပ်ပြဿနာတွေကိုမဖြေရှင်းနိုင်ဘူးဆိုရင်တော့ဒီထက်ပိုပြီးအခက်အခဲတွေကိုရင်ဆိုင်ရဖို့ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာ။မန်ယူပရိသတ်တွေဘက်ကအေမိုရင်ကြောင့်တိုက်စစ်မှုရှက်ရှ်ကိုဟာယုံကြည်မှုပျောက်တဲ့အနေအထားရောက်တော့မယ်လို့အသင်းတာဝန်ရှိသူတွေကိုဝေဖန်ခဲ့ကြတဲ့သတင်းကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်။အေမိုရင်ဟာရှက်ရှ်ကိုမန်ယူကိုရောက်လာပြီးတဲ့နောက်မှာရန်ကုန်မှာပဲထားခဲ့တယ်လို့မဖြစ်မနေပွဲထုတ်သုံးဖို့လိုမှကစားခိုင်းတဲ့နေရာမှာဆိုရင်လဲရှက်ရှ်ကိုကစားရတာခက်အောင်လုပ်ခဲ့တယ်လို့မန်ယူပရိသတ်တွေကဆွဆွဲခဲ့ကြပါတယ်။အေမိုရင်ဟာအထောင်တိုက်စစ်မှုနေရာကစားတဲ့ရှက်ရှ်ကိုအထောက်အကူဖြစ်စေဖို့ထက်သူ့ကစားကွက်တွေအတွက်သတ်မှတ်ထားတဲ့အတိုင်းကစားဖို့ညွှန်ကြားတာကြောင့်မလို့ရှက်ရှ်ကိုဟာကွင်းလင်မှာပဲအချိန်ကုန်ခံနေရတဲ့မှတ်တမ်းတွေလည်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဘရန်ဖို့နဲ့ပွဲမှာဂိုးသွင်းပြီးအောင်ပွဲမခံခဲ့တဲ့ရှက်ရှ်ကိုစီမှာစိတ်သက်ကြနေတဲ့ယုံကြည်မှုပျောက်ဆုံးနေတဲ့အသွင်သဏ္ဍာန်တွေကိုတွေ့ခဲ့ရတယ်လို့လည်းမန်ယူပရိသတ်တွေကဆွဆွဲခဲ့ကြပါတယ်။မန်ယူပရိသတ်တွေကိုယ်တိုင်ကအခုလိုဝေဖန်လာတာဟာဗတ်ပေါင်းစုံက PR တွေရင်ဆိုင်နေရတဲ့အေမိုရင်အတွက်ကောင်းတဲ့လက္ခဏာမဟုတ်တာတော့သိချတယ်လို့ပဲပြောရတော့မှာဖြစ်ပါတယ်ခင်ဗျာ။ကိုသမားအလီဆန်နဲ့တိုက်စစ်မှုအီကီတီကီတို့ဟာဒဏ်ရာပြဿနာတွေကြောင့်ချက်ဆီနဲ့ကစားရမယ့်ပရီးမီးယားလိပွဲစဉ်ကိုလွဲချော်မဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။ဂါလာတာဆာရီကိုရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအလီဆန်နဲ့အီကီတီကီတို့ဟာဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့ခဲ့လို့လူစားလဲခဲ့ရတာပါ။အလီဆန်နဲ့အီကီတီကီရဲ့ဒဏ်ရာအခြေအနေကိုကနဦးစစ်ဆေးမှုတွေအရဆိုရင်ချက်ဆီနဲ့ပွဲကိုလွဲချော်မယ်လို့အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။အီကီတီကီရဲ့ဒဏ်ရာအခြေအနေကတိတ်မပြင်းထန်ဘူးဆိုပေမဲ့အလီဆန်ရဲ့ဒဏ်ရာအခြေအနေကတော့မျောလင့်ထားတာထက်ပိုဆိုးတယ်လို့ကိုအတည်ပြုထားတာပါ။လီဗာပူးနီးပြအာနီစလော့ကအလီဆန်ဒဏ်ရာရသွားတာကအသင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ Crystal Palace နဲ့ Galatasaray တို့ကိုဇက်တိုက်ရှုံးနိမ့်ခဲ့တဲ့ Liverpool အတွက်တော့ Chelsea နဲ့ပွဲဟာရလက်ကောင်းဖို့လိုတဲ့ပွဲဖြစ်တာကြောင့်မလို့အာနီစလော့အနေနဲ့ဒဏ်ရာရသွားတဲ့အဓိကကစားသမားနှစ်ယောက်ရဲ့ခွက်လက်ကိုဘယ်လိုဖြစ်မလဲဆိုတာကိုတော့စိတ်ဝင်စားနဲ့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့အတွက်ထူးခြားတဲ့အားကစားသတင်းတွေကိုကျွန်တော်တို့ဘာမာကိတ်ကနေပြီးညီကိုတို့အားလုံးအတွက်စူးစီးပြီးတင်ဆက်ပေးခဲ့တာပါဒီပေါ်မှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးနိုင်တယ်လို့ကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုတွေကို like and share လေးပြုလုပ်ပေးသွားဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုတွေကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ